1940 ခုနှစ်ဂျာမနီစစ်တပ်ကဥရောပကိုတနိုင်ငံပြီးတနိုင်ငံသိမ်းပိုက်နေချိန်အဲ့ဒီအချိန်မှာအင်္ဂလန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်တစ်ယောက်ရွေးချယ်ခံခဲ့တဲ့သူ့နာမည်က Winston Churchill ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအင်္ဂလန်နိုင်ငံအတွက်အန္တရာယ်ကြီးဆုံးအချိန်မှာနာဇီဂျာမနီရဲ့ခေါင်းဆောင် Adolf Hitler ကဥရောပတစ်လွှားကိုထိန်းချုပ်နေပြီဖြစ်ပါတယ်။ Churchill ကလက်လျှော့မသွားဘူး။သူပြောခဲ့တဲ့စကားတစ်ခွန်းကကမ္ဘာ့သမိုင်းထဲမှာနာမည်ကြီးသွားခဲ့ပါတယ်။ We shall fight on the beaches. We shall fight on the landing grounds. We shall never surrender. အဓိပ္ပာယ်ကကျွန်တော်တို့လက်မလျှော့ဘူးဆိုတဲ့စိတ်ဓာတ်ပါသူ့ရဲ့စကားပြောစွမ်းအားကလူထုကိုတတ်တည်ပေးခဲ့တယ်ဗြိတိန်လူမျိုးတွေစိတ်ဓာတ်မကျပဲစစ်ဆင်နွှဲနိုင်ခဲ့တယ်နောက်ဆုံးမှာဒုတိယကမ္ဘာစစ်ကိုမဟာမိတ်တပ်ဖွဲ့တွေအနိုင်ရခဲ့တယ် Churchill ကိုစကားနဲ့စစ်ကိုနိုင်ခဲ့တဲ့လူလို့တောင်ခေါ်ကြပါတယ်ဒါပေမဲ့စစ်ပြီးချိန်မှာသူ့ပါတီကရွေးကောက်ပွဲမှာအနိုင်မရခဲ့ဘူးတမိုင်းထဲမှာအောင်မြင်မှုနဲ့အတူအရှုံးလဲရှိခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ပါ Winston Churchill ဟာတတိစိတ်ဓာတ်ခိုင်မာမှုနဲ့တမိုင်းကိုပြောင်းလဲနိုင်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်